ကျွန်တော်အခုဒါကြောက်ချောရေကစားတဲ့နေရာရဲ့အနီးဆုံးနေရာမှာရှိတာဖြစ်ပါတယ်ကျွန်တော်တို့ဒါအုတ်တရားရဲ့ဒါဒေသခံလို့လည်းပြောလို့ရပါတယ်ကျွန်တော်ဒီနေ့မေးကြည့်တော့ဆိုရင်ဒါကျွန်တော်ဘက်ဒီပေါင်ဘက်ချမ်းပေါ့နော်စီမံဘက်ကလူတွေကိုဘက်ကျင်းကြိုက်ဘက်ကလူတွေအများဖြစ်တော့ကျွန်တော်ဒီဒါတောင်ပရက်ဖြစ်တော့ကလေးတွေများတဝက်လောက်ကကျွန်တော်စာတင်မိတဲ့တပည့်တွေများဒါပေမဲ့ကျွန်တော်ဒီမှာတစ်ခုပြောချင်တာကကိုရီဒေသခံအနေနဲ့ဝန်နေစရာကောင်းတဲ့ပြည်ဒါပေမဲ့ကျွန်တော်အခုတစ်ခါလောက်လာကျွန်တော်အမှားအိတ်မပါခဲ့ဘူးအမိုက်တအားများတယ်ပြီးတော့ဘီယာပလင်းတွေပါတောက်ပြီးတော့ဒီတိုင်းပစ်ထားတာပေါ့အများကြီးပဲအမိုက်ဆိုအများကြီးပဲစိတ်မကောင်းဘူးဒါပေမဲ့ပြောချင်တာကကိုဝယ်ခဲ့တဲ့အမိုက်ကိုတိုင်းဒါကျွတ်အိတ်လေးနဲ့ဒီကောင်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကပြက်စီမှုအရန်ကြတယ်เนาะကျွန်တော်တို့ကဒါအမိုက်ပြဿနာကအရန်ကြီးတယ်ဘယ်ဖြစ်ဒီမျိုးအပန်းဖြေတဲ့နေရာမျိုးလူအများကြီးလည်းကစားတဲ့နေရာမျိုးမှာကိုရဒီအမိုက်တွေပြောချင်တာဒီကမီကိုခွန်တို့ကြက်မောက်ခွန်တို့ဘီခွန်တို့ဘာဖြစ်ကိုကဒီက fertilizer ဖြစ်သွားမှာပဲမြေဩဇာဘက်ကိုရောက်သွားမှာဝတ်သွားတယ် plastic တော့အဲ့လိုကိုစားပြီးဆိုကိုထုတ်ပြီးတော့ပြင်တော့ပိုကောင်းတယ်ကိုကြည့်ဒီကွန်ပျူတာကျွန်တော်ဒီအုတ်တရားရဲ့ကြောက်ချောကိုချစ်လို့ရှိရင်တော့အမိုက်တွေအရန်မဖြစ်နဲ့ပေါ့နော်ကျွန်တော်အမိုက်ကတော့ကျွန်တော်တို့ဒီအဖွဲ၄၅6ယောက်ပဲအများကြီးတော့မကောင်းနိုင်ဘူးဒါပေမဲ့အမိုက်ကလည်းကျွန်တော်တို့ဒီမှာ၄၅ယူခဲ့တာကျွန်တော်ဒီကြားထဲမှာအမိုက်ကိုပေါ့နော်မျိုးပူဆွဲပေးတဲ့အကူတွေအမတွေစီအရန်ကြည့်တွေ့တယ်ကျွန်တော်ဒီလေးကဒါ Sunday ပိတ်ရမို့လို့ကျွန်တော်နိုင်တယ်လို့အမှန်တမ်းပြောရင်တော့ဟိုကစင်အောင်မြင်အောင်ကြောက်ဆိုအမိုက်ကအရန်များတယ်ဘီယာပလင်းနဲ့အရက်ပလင်းနဲ့အမိုက်တွေပစ်ထားတာပေါ့နော်တကယ်ကျွန်တော်ပထမတစ်ခေါက်လာပြီးကျွန်တော်ရင်ကိုယ်လေးကျွန်တော်အရန်စိတ်မကောင်းပြတော့ကျွန်တော်ပြန်ဆင်းပြီးတော့ကျွန်တော်အမိုက်တစ်ပြက်ယူတော့ကျွန်တော်ဒီကညီပေးတဲ့ညီလေးတွေလည်းကျွန်တော်တက်ခဲ့တော့ကျွန်တော်အမိုက်လည်းကောက်လာဖြစ်ပါတယ်ဒါအဲ့ဒါမုတ်တမညီလေးသူတို့ဝိုင်းမလုပ်ဘူးလားရပြီဒီနေ့ရပြီတော့ပြီဒီခဏလေးပါနေဒီနေ့ရှင်းဝိုင်းမနေတိုက်ကန်ရပြီလားအမိုက်တွေအများကြီးပဲလက်ပြုတ်သွားတာโอเคသားလို့ဒါပြီးရေချိုးရရင်ဒါကျွန်တော်တို့အမိုက်ယူသွားပြီးတော့အကူနဲ့အမဟုတ်လားနာမည်တော့မသိဘူးလား